ရိုးမအတွင်းကဝေမာနိကရွာဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးပါမယ်။ကျွန်တော်အသက်20ကျော်ရန်ကုန်မြို့ရဲ့စောက်လုပ်ရေး site တွေမှာ contract လုပ်ငန်းလုပ်ကိုင်နေချိန်ပေါ့။တဲထဲရင်မို့စွန့်စားခန်းတွေကိုစိတ်ဝင်စားတဲ့ကျွန်တော် contract လုပ်ငန်းတွေကိုအဖေနဲ့ညီတွေကိုလုပ်ကိုင်စေပြီးလက်တွေ့စွန့်စားခန်းအတွေ့အကြုံကိုလူငယ်ပြီးစူးစမ်းလိုတဲ့စိတ်ကဖိမရအောင်တက်ကြွတဲ့အရွယ်လေး။သိရမလားစွန့်စားခီးတွေဆိုတိတ်စဉ်းစားတာမဟုတ်ဘူး။ site ထဲမှာအလုပ်လုပ်နေတဲ့ညောင်လေးပင်မြို့နယ်အနောက်ချမ်းရိုးမတော်ရွာကတပ်ဖူးနဲ့ရိုးမတော်တွင်အတွေ့အကြုံကိုလေ့လာရင်အလဲလိုက်ဖို့အကြောင်းကဖန်လာတယ်။ကျွန်တော်ဆိုတဲ့ကောင်ကလူငယ်ဆိုပေမဲ့ကိုယ့်ရဲ့ဝါသနာကိုလှုပ်ချင်တဲ့အလုပ်ဟာမိသားစုစီးပွားရေးကိုထိခိုက်ပြီးငွေကုန်မဲ့အပေါက်ဆိုရင်လည်းဝေရမနှိပဲ။အခုလဲတပ်ဖူးနဲ့အလဲရိုးမစွန့်စားလေးလာခီးကိုလိုက်မယ်ဆိုပေမဲ့ငွေကုန်ပေါက်မဟုတ်ပဲတစ်ဖက်ကစီးပွားရေးမြင်နဲ့ရန်ကုန်ကနေအဝိထဲနဲ့အလှကုန်ပစ္စည်းတွေတင်းပြီးတောရွာမှာပြန်ရောက်မယ်ရိုးမထွက်ပြားရည်ဆက်သားကြီးစတဲ့အသားကြောက်တောထွက်ကုန်လေးတွေကိုဈေးချိုချိုနဲ့ဝဲပြီးရန်ကုန်မှာပြန်ရောက်မယ်ပေါ့ဖျားလဲဖူးရင်လေးယူလဲတူးရင်ဆိုသလိုရိုးမတော်တဲ့မိသွေးဖုတ်သမားအမဲလိုက်သမားတွေနဲ့တဲထိတ်ရင်ဖို့အတွေ့အကြုံကိုအိတ်ဆိုင်မဟုတ်ပဲငချင်းစီနဲ့ငချင်းကြော်အပျော်ခီးဆိုပါတော့ဗျာဒီဇင်ဘာလနှင်းနေတဲတဲမဲမဲကြနေတဲ့မနက်ခင်းမှာအဝိထဲနဲ့အလှကုန်ပစ္စည်းအမျိုးစုံအထုပ်ပိုးကိုစီနဲ့ရန်ကုန်ဘူတာကြီးကနေကျွန်တော်နဲ့တပ်ဖူးမိရထားစီးပြီးခရီးစတင်ခဲ့တယ်ညနေ4 နာရီလောက်မှာကျွန်တော်တို့ညောင်လေးပင်မြို့ကိုဆိုက်ရောက်လာတယ်တပ်ဖူးတို့ရွာကညောင်လေးပင်ကနေအနောက်ဘက်တောင်ချီအထိဆိုရင်9 မိုင်လောက်ခရီးသွားရတယ်အခုခေတ်ဆိုဆိုင်ကယ်တို့ကားတို့မပေါ်များသေးတော့တစ်ကားနဲ့ဖြစ်ဖြစ်တောတက်တဲ့တောလဲနဲ့ဖြစ်ဖြစ်ခရီးကြုံစီးရတာပေါ့လဲလဲမကြုံကားလဲမကြုံရင်တော့လမ်းလျှောက်ရတာပေါ့ဗျာတစ္ဆာရေးအခုချိန်ကရွာကိုခရီးကြုံကရှားနေပြီဒီညတဲကိုကမှတဲပြီးမနေ့ကမှတစ်ကားကြုံနဲ့လိုက်ကြမလားသဘောပဲမင်းဒေသားဆိုတော့မင်းသိတယ်လို့စီစဉ်လေငါကောင်မင်းပါလို့ငါဘာသာဆိုခြေချိန်မဲ့ရွာထိရှောက်မှာမတက်ကညတကောင်ကျော်ဆိုပဲရွာကိုရောက်တာပဲတပူးစကားကြောင့်ကျွန်တော်မခံရင်လို့ဖြစ်သွားတယ်သူတော်ရှောက်နိုင်သေးတာပဲကျွန်တော်ဘာလို့မရှောက်နိုင်ရမှာလဲထွက်လာကြတဲ့ကတဲထက်ရင်မို့စွန့်စားလို့ရတာပဲဥစ္စာဟာမင်းရှောက်နိုင်မှာတော့ငါဘာလို့မရှောက်နိုင်ရမှာလဲလှုပ်လိုက်လေနေမြေကလည်းအေးတယ်ဆိုပြီးတာပဲတို့နေမှာတခိုးလူဆိုအနေရမရှိဘူးအေးပါတယ်မင်းအတွေ့အကြုံရကျင်နေဆိုလှုပ်လိုက်ဒီလိုနဲ့ကျွန်တော်နဲ့တပူးကြောဘောအိတ်တစ်နှစ်တပူးခြေချင်းခရီးကိုညာကြီးမင်းကြီးနှင်ညဖို့ဆုံးဖြတ်လိုက်ကြတယ်ဘူဒါနာကထမင်းဆိုင်မှာထမင်းစားတော့ပြီးရေတံမှုနဲ့ကွန်းရအောင်လုံလုံလောက်လောက်ထွက်ဝဲကြတယ်ညောင်လေးပင်မျိုးကစထွက်တော့ညနေ6 နာရီဆိုပေမဲ့စောင်းရသည်ဆိုတော့အမှောင်ကကြီးစိုးနေပြီလေလက်နေဓမီတယောက်တစ်လက်နဲ့ဖုံကထူးထူးလဲလန်းချောင်းအတိုင်းခရီးဆက်ခဲ့ကြတယ်လမ်းမှာဘာအန်နေမှမရှိပဲတပ်ဖူးရဲ့ဇာတိပြောင်းသေးရွာကိုည2 နာရီမထိုးခင်မှာရောက်ခဲ့ကြတယ်ပြောင်းသေးရွာရဲ့မနက်ခင်းကစောင်းနေကြီးနုနုအောက်မှာကျေးလက်တောရွာလေးတစ်ပါးဝတောတောင်စိတ်ဆန်းခင်တန်းမြိုင်ချီတောရိပ်တောင်ရိပ်တွေနဲ့နေချင်းစပွဲမြို့ပြအရိပ်ငွေမဖုံးတဲ့တောရွာတစ်ပါးဝပကတိလှပနေတာပေါ့ညကခရီးပန်းတာရဲ့ညနေမှအိပ်ရဝင်တာရဲ့ကြောင့်မနက်9 နာရီမှကျွန်တော်အိပ်ရကနိုးတယ်ကျွန်တော်နိုးတော့တဖူးကဘယ်ချိန်ထတယ်မသိဘူးတဖူးကမတွေ့ဘူးတဖူးရဲ့မိခင်ဒေါ်ကျင်ယုံကမိဖို့ချောင်းမှာအလုပ်ရှုပ်နေတာတွေ့ရတယ်လူလေးနိုးပလားဟောဟိုအိတ်ရှိရဲ့ဆင်းအိုးရဲ့ရေနဲ့မျက်နှာတစ်ရေတော့အတော်နေမြင့်မှချိုးတအားအေးတယ်မင်းတငယ်ချင်းကတော့မနက်စောစောထပြီးဖုန်းကြီးကျောင်းဘက်သွားတယ်ဟုတ်ကဲ့အတော်ကျွန်တော်ကြောဖို့အိတ်တွေကတောတိုက်စိမ်းနဲ့မျက်နှာတစ်ဆက်ပြတပတ်ကိုယူပြီးအိမ်မောကဆင်းလာတယ်အင်ကြီးမယမ်းမီကြီးအောက်ကိုမြစ်ပေါ်မှာရေနေကျန်းခရားအိုးနဲ့တဖူးရဲ့အဖေဦးလာဖူးကအခန့်သစ်ထိုင်နေတာတွေ့လိုက်ရတယ်မောင်သစ္စာနိုးပြီပေါ့မင်းကောင်တော့ကပ္ပိယကြီးနဲ့မင်းကိုတွေ့ပေးဖို့ကြောင်းဝင်သွားတယ်မင်းကဂမ်ဘီယာစာရေးတယ်ဆိုဟုတ်နည်းနည်းပါပါဦးလေးအေးကွာကပ္ပိယကြီးကအခိရဲ့သမားစေးလဲကုတယ်ကွာ तू ကငါတို့ရွာအတွက်တော့နတ်သမားတော့ကွာဝိဇ္ဇာလိုင်းလိုက်နေတဲ့ပုံကိုကြီး तू နဲ့မောင်ရင်တွေ့ရင်ရေးစရာစာတွေအများကြီးရပါလိမ့်မယ်ဟုတ်ကဲ့ဝိဇ္ဇာအတက်လိုက်နဲ့စေးစရာအခိရဲ့ဆရာကြီးဆိုတော့ကျွန်တော်စိတ်ဝင်စားပါတယ်ဘဟုသူရတွေရတာပေါ့ဦးလေးရဲ့ငါကောင်မျက်နှာမသိရသေးဘူးလားလောက်ခစောစောလေးစားပြီးအဘမိုးစီသွားကြရအောင်တဖူးကခြံထဲဝင်လာပြီးပြောလာတာကြောင့်မင်းကွာငါတော့မနှိုးဆရာတော်လူစရာလေးနဲ့ဖူးရတာပေါ့ဒါနဲ့ဘာကြီးမို့ဆိုတာကမင်းကိုပေးတွေ့မလို့ကွာဖုန်းကြီးเจ้าကကပ္ပိယကြီးပဲဘာကြီးမို့ဆိုတာသွားမှဘာဖုံးအောင်ဖူးဟာငါကစေတနာနဲ့မနှိုးတာအိမ်ချင်းမရဲမီကြီးအောက်ကွန်းပြစ်မှာစောစောကထမင်းချမ်းနဲ့ပဲပြုတ်ကြော်ရဲစက်သား6 ဖုတ်ရဲမပိတောင်းရဲတခါမှမစားဘူးတဲ့တောစားစာတွေကိုခေါင်းမဖော်နိုင်အောင်စားပြီးစားမိန်လာတယ်ကျွန်တော်နဲ့တပူစောစောထပြီးဆရာတော်ကိုကတ်လို့ရန်ပန်းသီးနဲ့ဒန်ကြီးလိမ့်စေးဘူးတဲ့ယူပြီးဖုန်ကြီးเจ้าဘက်ကိုထွက်ခဲ့ကြတယ်ရွာကအင်ချင်း90 ကျော်လောက်ပဲရှိတယ်ဖုန်ကြီးเจ้าကတော့ရွာနဲ့မလိုက်အောင်သုံးထက်လဲပေါ်တစ်သားเจ้าကိုကြီးပေါ့လူတစ်ဖက်စာများရှိတဲ့ကျွန်းနိုင်ကြီးတွေနဲ့တိဆောက်ထားတာလေရေနံကြီးဝနေတာမှမဲနှက်နေတာပဲကျောင်းမော်ရောက်တော့ဆရာတော်ကြီးကိုအခက်သိမ့်ဖူးရတယ်ငါတက်ဘာကိစ္စတော့တင်မဖေရရန်ကုန်ကတပည့်တော်တငယ်ချင်းစာရေးဆရာပါဖေရဘာဖုံးကိုလာဖူးရင်ဘာမို့နဲ့တွေ့ပေးမှုပါဖေရအေးမောင်တငယ်ချင်းကဝိဇ္ဇာဒရဂန္ဓာကြီးအဆက်နွယ်ပြီပဲအေးတာဓုမမေ့မပေါ့သတိပညာနဲ့နေကြစားကြကွယ်ဆရာတော်ကြီးကထိုးသွင်းမိတ်ပြီးစိတ်သာနေတာဆိုတော့တပူးကလက်ကုပ်ပြီးဝှစ်ပြေးလိုက်တယ်
ကျွန်တော်လည်းဝစ်ဖြည့်ပြီးကျောင်းပေါ်မှာဆင်းခဲ့ကြတယ်ငါကောင်ကပိယကြီးဆိုတာဘာမှလဲလာအဘမိုးကကျောင်းမှာနေတာမဟုတ်ဘူးဟိုးကျောင်းအနောက်ဖိုးယုံမှာတယောက်တည်းနေတာကျွန်တော်နဲ့တပူဖုန်းကြီးကျောင်းကနေအနောက်ထဲတော်တော်သွားတော့မှတရက်ပင်ကြီးအောက်မှာခဏခနဲ့တဲလေးကိုတွေ့တယ်တဲလေးထဲမှာတချမ်းကလူနေပြီးတချမ်းကဖိုးထိုးတဲ့နေရာတဲထဲကိုကျွန်တော်တို့ဝင်သွားတော့အဘမိုးကလုံးတစ်လုံးနဲ့ကိုညွညင်းညင်းအရေးတစ်လုံးကိုလောင်းထည့်ပြီးအလုံးပိတ်ပြီးဖိုးထဲထည့်ပြီးတရှုရှုနဲ့ဖိုးဆွဲနေတယ်ကျွန်တော်တို့ကိုတစ်ချက်လှမ်းကြည့်တယ်ခဏကွယ်တဲရှိမှာနေပူစာလုံးရင်ထိုင်ကြအောင်အဘလာခဲ့မယ်ဟုတ်ကဲ့အဘကျွန်တော်နဲ့တပူကအဘမိုးရဲ့အခရက်ဖိုးယုံရှိတောင်တရက်ပင်ကြီးအောက်ကရိုင်နဲ့ကွန်းပစ်လေးပေါ်ထိုင်နေပူစာလုံးနေလိုက်တယ်အဘမိုးဆိုသူကပိယကြီးကတဲတွင်းကနေရှင်ငပြောသုံးပြီးကင်ပြီးထွက်လာတယ်ရော့အဘစီရှိတာပဲချကျွေးရတာတဖီးစားကြကျန်တဲ့နှစ်ဖီးပြန်ယူသွားပေါ့ဟာရပါတယ်အဘအားနာလိုက်တာအဘမိုးကခေါင်းပေါ်ကတပတ်နှွမ်းကြီးကိုဖြည့်ချလိုက်ပြီးအားနာတယ်ဆိုတဲ့ဝိချေတန်းကြီးဆိုတဲ့စကားမျိုးလူရေပေါ်စီတွေကြားထဲမှာသုံးကြတဲ့စကားကွအားနာဖို့မလိုဘူးအဘကပေးနိုင်လို့ပေးရတာမင်းတို့အတွက်လည်းလိုအပ်တဲ့အရာဒါဟာအားနာစရာမဟုတ်ဘူးတိတက်နားလေကြရင်အတော်ပြည့်စုံတာပဲကဲစားကြဟုတ်အဘမိုးရဲ့ခွာဆန်ဆန်စကားကြောင့်ကျွန်တော်အတော်ကတိကတောက်ဖြစ်သွားတယ်အတော်ခွာကြတဲ့အဖိုးကြီးပါလားလို့တွေးလိုက်တယ်ခွာကြတယ်ဆိုတာအတော်နေရာကြတဲ့ကိစ္စပဲစာရေးဆရာလေးရဲ့ခွာဆိုတာဟိုးကလေးကလည်းမဟုတ်ဘူးဒီဘက်မှလည်းမဟုတ်ဘူးအလဲကရှိနေတာအစွန်းတစ်ဖက်လွတ်တဲ့သဘောဒါကဖျားလို့တော့မစ္စည်းမပြိပရလန်းစင်ပဲအဘမိုးရဲ့စကားကျွန်တော်စိတ်ကိုသူသိနေတဲ့ပုံပဲဘယ်အဆင့်ထိများပေါက်မြောက်နေပြီလဲမသိဘူးစကားပြောဆင်ကျင်ရမှာဖြစ်တယ်လို့စိတ်ကအတွေးကိုလည်းဆင်ကျင်မှထားပါမောင်ရစိတ်ဆိုတာလေခတ်တဲ့တကွန်လိုပဲထိန်ရသိမ်းရခတ်တယ်မလားပူထုစဉ်တဘာဝပဲမောင်ရင်ကကြောက်စီရဝိဇ္ဇာခန္ဓာကြီးဘ ഹു တုဒ္ဒတွေတိလို့လာတယ်ထင်ပါဟုတ်အဘကျွန်တော်နာမည်သစ္စာပါရန်ကုန်ကလာတာအဘဂမ်ဘီယာစာပေလေးတီးကြီးခောက်ကြည့်ရုံမဂဇင်းတွေမှာရေးနေတာဆိုတော့လေတောတောင်ဘ ഹു တုဒ္ဒရောအဘစီရဝိဇ္ဇာပညာရက်ကိုရောဘ ഹു တုဒ္ဒဖြစ်လို့ပါအဘမိုးကခေါင်းကိုတူတူညှိပ်ပြီးသူ့ရဲ့ဆေးတံဆေးပြားတွေကိုတထောက်ထောက်ထုတ်ပြီးဆေးမုတ်အသစ်တွေထပ်သိပ်တယ်ပြီးတော့မှဆေးတံကိုပစောင်းနဲ့ခဲလိုက်ပြီးမိကြီးညှက်လိုက်ပြီးအားရပါရဖွာရှိုက်လိုက်တယ်ဂမ်ဘီယာဆိုတာနည်းနည်းချင်းထိပ်ပဲရတယ်မောင်ရဒိုများလောကကြီးကလှုပ်ဝက်နည်းနည်းတဲ့အရာတွေနဲ့ဖြစ်တည်နေတဲ့ဘုံပဲမိလိန်နာပနာကျမ်းမှာနာဂသိနာမထေကမိလိန်နာမင်းကိုမိတ်ဖူးတယ်နေနဲ့လားဆိုတာငါတို့လောကမှာရှိတာလားတဲ့ဒီတော့မင်းကြီးကအခြားလောကမှာရှိတာဖြစ်ပါတယ်လို့ရှောက်တယ်ဒီမှာမထေရမင်းမြတ်တဲ့နေရလားတွေဆိုတာငါတို့လောကမှာမရှိဘူးဆိုရင်နေနဲ့လားဟာမရှိတဲ့အရာလို့ပြောလို့ရမလားလို့မိတ်ပြန်တယ်မင်းကြီးကလည်းတကားတို့လောကမှာမရှိတာမှန်ပေမဲ့တပါးသောလောကမှာအမှန်ရှိတဲ့အရာပါဖះလို့ရှောက်တယ်ဟုတ်ကဲ့ဗျလောကကြီးမှာကိုမသိနိုင်မမြင်နိုင်တဲ့အရာတွေတကယ်ရှိတဲ့အရာတွေကများပြားပါတယ်ကိုညံနဲ့မမီတဲ့ကိစ္စတွေမဟုတ်ပါဘူးမရှိပါဘူးလို့မယူဆရဘူးဒီလိုယူဆတဲ့လူတွေဆိုတာဒီလောကမှာအများကြီးပဲကွအဘမိုးကစကားကိုရက်လိုက်ပြီးစေးတံကမိကိုထောင်းထောင်းဖွာလိုက်တယ်ကျွန်တော်အလိုက်တိခေါင်းငိတ်ထောက်ခံလိုက်တယ်တဖူးကတော့ဘေးကပွဲကြည့်ပိတ်သက်ပေါ့ဘာမှဝင်မပြောဘူးငြိမ်ပြီးနားထောင်လို့နေတယ်မောင်သိရင်တဲ့ဝိဇ္ဇာပညာရက်တွေအကြောင်းကိုအဘညံမီတလောက်ပြောပြရင်ဝိဇ္ဇာဆိုတာ2မျိုးရှိတယ်ပထမတစ်မျိုးကလောကုတ္တရာဝိဇ္ဇာဒုတိယတစ်မျိုးကလောကီဝိဇ္ဇာပေါ့လောကုတ္တရာဝိဇ္ဇာမှာအနုစိတ်ရင်သောတာပန်ဆိုတဲ့ဉာဏ်လေးကိုရသွားတယ်တက္ခါတန်အနာဂံယဟန္တာအစသဖြင့်အများကြီးလောကီကြတော့ဗျဒါအင်းစေးမနန်အစရှိတဲ့အရေးအတွက်တွေများပါပြီနဲ့ဝိဇ္ဇာကိုရှင်းအောင်မှတ်ရမှာကတော့အကြောင်းအရာကိုတိတိပပရှင်းရှင်းလင်းလင်းထင်ထင်ရှားရှားသိမြင်ပေါက်မြောက်ခြင်းပဲလို့မှတ်ပါဟုတ်ကဲ့ဗျကျွန်တော်မှတ်ထားပါမယ်ဒါပေမဲ့မောင်ရလောကကြီးမှာထူးတဲ့ပုံကိုယ်တွေကိုလူတွေကယူတဲ့ပုံကိုယ်တွေလို့အမြင်ချော်နေကြတယ်ထားပါတော့မောင်ကဘဝမှာသူများထက်ထူးကျင်သလားထူးကျင်ရင်သူတကာရဲ့အမြင်မှာယူတယ်လို့အမြင်ခံအပြောခံရမှာမကြောက်နဲ့လောကမှာယူနိုင်မှထူးကြတာကွာမှတ်သားစရာစကားတွေပါအဖမောင်ကအသက်အရွယ်ကလည်းနှုတ်သေးတယ်ဒီထူးထွေစမ်းပြတဲ့ပညာရဲ့တထိုင်နဲ့လေ့လာရုံနဲ့မပြည့်စုံဘူးတဖြည်းဖြည်းပဲဆက်လေ့လာပါမောင်ဟာဝိဇ္ဇာဒရလောကီပညာပါရမီအထုံပါရှိတဲ့သူဆိုတာအဖသိပါတယ်မောင်မှာစိတ်ဝင်စားတဲ့အရာတွေကမောင်အန္တရာယ်ဖြစ်စေမဲ့အငွေ့သက်တွေအဖအယုံမှာမြင်နေရတယ်ထို့သောပြောကအဖမို့ကသူ့ရဲ့တိုက်ပုတ်အင်ကြီးတွေကနေအနက်ရောင်ပတိသေးလေးကိုထုတ်လိုက်ပြီးရော့ဒီရှစ်လုံးပတိလေးကိုစောင့်ထားဒီပတိကဂမ်ဘီယာကျွန်းနှံ့နဲ့လှုပ်ထားတာထူးခြားတဲ့သိတိရှိတယ်ဂမ်ဘီယာရှစ်ပါးတွေကတမာရီဆိုတဲ့မက်ကင်ကိုရွတ်ပြီးစိတ်တမာရီဆိုတာကောင်းစွာတည်ကြည်တဲ့စိတ်လို့ခေါ်တယ်ဟုတ်ကဲ့ပါအဖဟုတ်ကဲ့ကျေးဇူးပါအဖကျေးဇူးမတင်နဲ့လောကမှာကိုလုံးမကိုရတာကိုကောင်းမှအကောင်းဖြစ်တာဟုတ်ကဲ့ပါတခုလောက်မေးပြစေပါလူတော်တော်များများကတရေသက်စီနဲ့ပတ်သက်ရင်ယုံကြသူအတော်နည်းတယ်အဲ့ဒီတရေသက်စီဆိုတာကရောအမှန်တကယ်ရှိတာသိပါရစေ
အဖမိုးကမိသိနေတဲ့သူ့စေးတံကိုမိချင်းနဲ့အပြည့်ညှစ်လိုက်ပြီးထုံးစံအတိုင်းမိခိုးတစ်ထောင်းထောင်းဖွာချိုက်လိုက်တယ်ဖျားရှင်ကပေတာဂရိဆိုတာဟောကြားတဲ့နိဘတ်တော်တွေမှာအများကြီးပဲတရေတို့တပတ်တို့လိုအများပြောနေတဲ့မမြင်အပ်တဲ့ပရလောကသားတွေဆိုတာပေတာဂရိဘုံသားပိတ်တာအတူရကယ်တွေကိုပြောတာပါမောင်သစ္စာလက်ညှိုးထိုးမလွတ်အောင်နေရာတိုင်းအလိုလိုရှိကြတာကွာအခုဆိုကြီးကြသူတွေမို့ကုသိုလ်ကြီးကြတဲ့အဖားတို့လိုလူသားတွေကမမြင်ထိုက်တဲ့အင်းလက္ခဏာရှိတဲ့ဒီဘုံသားတွေကိုလူဖုံးကကြောင့်မမြင်ကြရတာပဲဒါပေမဲ့တရိတ်ဆန်ပိတ်တာအတူရကယ်ဆိုတာလူပုံမှာပဲအတူရှိကြတာမောင်ရဲ့မောင်ကိုယ်တိုင်နောက်တော့ပိုသိလာပါလိမ့်မယ်ကဲနှင်းနဲ့မထင်ကြနဲ့အဖအလုံးလေးရှိလို့ခွင့်ပြုကြကွာထို့သောပြောကအဖမိုးကနေရာကထပြီးဖိုယုံနဲ့ဝင်သွားတယ်ကျွန်တော်နဲ့တဖူးကတော့ပြန်လာကြတယ်တဖူးကရွှေငပြောနှစ်ပြီးကိုမမေ့ရအောင်ယူလာတယ်ပြောင်တင်ရွာလေးကမိသွေးဖုတ်ပြားဖုတ်ဝါခုတ်တောလိုက်ကြသလိုဝင်ငွေရှင်ကြတာမို့ကျွန်တော်ပါလာတဲ့အဝတ်ထဲနဲ့မိန်းကလေးသုံးအလှကုန်ပစ္စည်းတွေရေမွေးပေါင်နာတနခါခဲမိတ်ကပ်နှက်ခမ်းဒီဘီကုတ်ကလစ်စတဲ့ပစ္စည်းလေးတွေကတအိမ်တက်တအိမ်စင်းလိုက်ရောင်းကမှလက်မလဲအောင်ရောင်းရပါတယ်အချို့ကငွေနဲ့အချို့ကပြားရည်နဲ့တပ်ဖြူကြားရိုးဆက်သားချောက်တို့နဲ့အလဲလဲလောက်ကြတယ်တောကထွက်တဲ့ပြားရည်တို့ဆက်သားချောက်တို့ကြားရိုးတို့ဆိုတာအတုမဟုတ်အစ်စ်မအစ်စ်တယ်လေဒီလိုပစ္စည်းတွေကိုရန်ကုန်မှာပြန်ရောက်ရင်ဈေးကောင်းရဖို့ကသိကြတယ်တောသူတောင်သားတွေပြီးရိုးသားဖော်ရွေလုံးကြပါတယ်ဝဲယုံမကလက်ဆောင်ဝါပေးကြသလိုဟိုအိမ်ဒီအိမ်ကလည်းထမင်းဖိတ်ကြွေးကြတာဘယ်ကိုလိုက်ရမှန်းမသိဘူးဒီလိုနဲ့ကျွန်တော်နဲ့တဖူးညနေမိုးချုပ်ကြီးမှအိမ်ကိုပြန်ရောက်တယ်စောင်းဦးဆိုပေမဲ့တောတွင်းဒေသဆိုတော့အတော်အေးတာပဲရေကိုတော့အမြန်ချိုးပြီးအနှွေးတဲ့ထူထူဝစ်လိုက်တာတော့မေးကရိုက်နေတယ်တဖူးရဲ့အမေဒေါ်ချင်းယုံချက်ထားတဲ့ရေသားဟင်းဇီးရိုးချင်ရီစစ်သား6ဖုတ်နဲ့ငပိတောင်ကတရွာလုံးပတ်ပြီးတနေကုန်ဖိုက်စီးအောင်စားခဲ့တာရဲ့ထက်မှာစားလို့အကောင်းဆုံးပဲကိုတော့အံ့ဩမိတယ်ငါတက်နင်းလေကအဖေနဲ့ကပိယကြီးကျောင်းမှာစုံသေးတယ်အခုညရွာထိပ်ပေါ်တော်မူစေတီကိုဖျားလာဘူးကြဖို့ငါ့ကိုမှားလိုက်တယ်ညမနက်ခင်ခဏတော့ဆောင်းချုံပြီးသွားလိုက်ကြအောင်ဟုတ်လားဖေအဖမောကတော့တကူးတကမှားလာဆိုတော့အကြောင်းတော့ရှိမယ်ကျွန်တော်တို့ထမင်းစားပြီးခဏသွားလိုက်ပါမယ်ထမင်းစားပြီးတော့ချမ်းကလည်းချမ်းထမင်းစိတ်ကလည်းတက်တော့လူကအိတ်ချင်နေပြီကပိယကြီးကြီးသွားဖို့ကလည်းမချစ်မရဲဖြစ်နေတယ်တဖူးကဂွန်းဆောင်ကိုခြုံပြီးကျွန်တော်ကိုဂွန်းဆောင်တစ်ထည်ပေးကလာသစ္စာပေါ်တော်မူကုန်းကရွာထိပ်တင်ခဏရဲ့အဖမို့ဘာပြောစရာရှိတယ်မသိဘူးသွားကြစို့ကျွန်တော်ရက်ကန်နဲ့တဖူးနောက်ကလိုက်ရတော့တယ်မှောင်လိုက်ပုံများကိုချစ်တော့ပင်ကိုမမြင်ရလောက်အောင်မှောင်တာတဖူးကတော့သူ့ရွာသူဆိုတော့သူ့ချေသူ့လက်လိဓမီနဲ့သူ့ကိုမနှဲမီအောင်လိုက်ရတယ်မကြပါဘူးမဲမဲညွန့်တောင်ကုန်းတစ်ခုကိုတွေ့ရတယ်တောင်ကုန်းလေးပေါ်မှာလူသွားလန်းတက်ပြလေးအတိုင်းပဲတွေ့ရတယ်ထုံးဖြူဖြူနဲ့9000တတဇေဒီယာမြင်လိုက်ရတယ်ဇေဒီယာထီတော်မှာဆဲလဲတန်လေးတွေနဲ့အခုလိုတိတ်ဆိတ်တဲ့ညရံမှာဓမ္မဂီတတန်စင်ပမာညင်ညောင်းตาရစွာစီးကြုံနေတာပေါ့မတက်တော့လာကြဟေ့အဖဒီမှာအဖမိုးရဲ့အတန်ကိုကြားကလူတော့မမြင်ရဘူးအဖမိုးကမှောင်ရိပ်ကျနေတဲ့တရိပ်အောက်ကနေထွက်လာတယ်အဖမိုးလက်ထဲမှာပတိစိတ်လေးကိုကင်ထားပြီးတကြောက်ကြောက်နဲ့စိတ်တဲ့အတန်အထင်းသားကြားရတယ်အဖမှားတယ်ဆိုလို့ပါအေးထိုင်ကြကွယ်မောင်တို့ကရိုးမတွေကရွာလေးတွေစီဈေးရောက်သွားကြမယ်ဆိုဟုတ်ပါတယ်အဖအဲ့တဲ့ရဲ့ကုန်ပစ္စည်းပါတော်တွင်အတွေ့အကြုံလဲလေ့လာရင်ကျွန်တော်ကလမ်းပြအဖို့ပါအဖအင်းဒါကြောင့်အဖကမင်းတို့ကိုမှားတရားရှိလို့ကွာအခုမောင်တို့သွားမယ့်နေရာတွေဟာတောကျမ်းတဲ့နေရာတွေမနက်ကမင်းတို့ပြန်ပြီးတော့အဖဖိုးထိုးနေတာအနာတယောက်ကဆက်စုတာတွေဟာအကျိုးရုပ်ဖို့များတယ်သတိပေးထားပါလို့ကြားလိုက်တယ်ဒီလိုပြောတော့မောင်တို့ဖို့ရေစရာဖြစ်ချင်းဖြစ်မယ်ဒီလိုတန်တဲ့သတိလာပေးတာအဖအတွက်မဆန်းဘူးအကြောင်းရှိလို့လာသတိပေးတာကွာဟုတ်ကဲ့အဖမောင်သစ္စာဗျာအဖမနက်ကအဖပြောခဲ့တယ်မောင်ကဝိဇ္ဇာခန္ဓာကြီးအထုံဆက်ပါရမီပါတဲ့သူဆိုတော့ပြီးတော့ဒီတောဒီတောင်မှာမမြင်အပ်တဲ့ဘုံသားတွေလက်ညှိုးထိုးမလွတ်အောင်ရှိနေကြတယ်ဆိုတာလေဟုတ်ကဲ့အဖမှတ်မိပါတယ်အဖအေးမောင်ကပါရမီရှိတဲ့သူဆိုတော့ဒီမမြင်အပ်တဲ့ဘုံသားတွေနဲ့ကြုံဆုံမှုနီးစပ်တယ်နောက်ပြီးပရဘုံနယ်ပယ်မှာလည်းအချစ်အမုန်းဆိုတာရှိကြလေတော့ကိုယ်လိုလားချစ်ခင်သူရှိသလိုမလိုလားမချစ်ခင်သူတွေလည်းရှိနိုင်တာပဲအခုအဖပေးတဲ့ပတိကိုအမြဲစိတ်ဒီပေါ်တော်မူစေရီယာတမိုင်းအစနာမရှိပေမဲ့အချိန်ကာလတစ်ခုကဒီတောတွင်းမှာရွာတဲနေထိုင်ခဲ့ကြတဲ့ရှေးလူကြီးတွေတည်ခဲ့တဲ့ဇေဒီပဲသူတို့ဟာဥပစေကကန်သိမ့်ပြီးတရွာလုံးကျွတ်သိဆုံးခဲ့ကြတယ်ဒါကြောင့်ဒီတောတီတောင်တွေထဲမှာမကြွမလွတ်ဘဝတွေနဲ့ကျင်လည်နေကြရတယ်ကပိယကြီးစကားကိုခဏနားလိုက်တယ်အဖဒါဆိုဟိုတုန်းကဒီနေရာတစ်ပိတ်မှာရွာတွေရှိခဲ့တာပေါ့နော်ဟုတ်တာပေါ့မောင်သစ္စာတတလောကနဲ့ဩခါသလောကကြီးကအမြဲတမ်းပြောင်းလဲနေကြတယ်တစ်ချိန်တစ်ခါကတောကြီးတောင်ကြီးပင်လယ်ကြီးတွေအခုခါမှလူစီကားတဲ့မြို့ရွာတွေဖြစ်လာကြသလိုအခုရှိနေတဲ့တောကြီးတောင်ကြီးပင်လယ်ကြီးတွေဟာလည်းတစ်ချိန်တုန်းကလူစီကားခဲ့မှုတဲ့ရွာတွေဖြစ်ခဲ့ဘူးတာပဲဒီလိုပဲလက်ရှိမြို့တွေဟာလည်းနောင်ကြမြင့်လာတဲ့အခါအကြောင်းကြောင့်ပင်လယ်တောတောင်တွေဖြစ်ကြပြန်ရောဒီလိုပဲကာလဒေတာပယောကသဘောကဖះဟောသင်္ခါရဓာတ်အတိုင်းသူ့အလိုလိုပြုပြင်စင်ရင်တတ်ကြတာလေမှတ်သားစရာပါအဖအကြောင်းကြောင့်ပင်လယ်တောတောင်တွေဖြစ်ကုန်ကြရောဒီလိုပဲကာလဒေတာပယောကသဘောကတော့ဖ
ဖះဟောတင်ကားရဓာတ်အတိုင်းသူ့အလိုလိုပြုပြင်စင်ရင်တတ်ကြတာလေမှတ်သားစရာပါအဖအေးအဖမနက်ကပေးလိုက်တဲ့ပတိကိုကိုနဲ့မကွာဆောင်ထားအချိန်ရရင်ရသလိုတမာတပတ်ဒီကိုစိတ်ကရွတ်ပတိတစ်လုံးချစိတ်ပါမောင်တို့တော်မဲ့ခကြီးမှာဝေမာနိကပရဘုံသားတွေနဲ့မဖြစ်မနေရင်ဆိုင်ကြုံတွေ့ကြရလိမ့်မယ်အထူးအဖမှားလို့တဲ့အချက်ကမဆက်စုမိဖို့စောင့်စည်းကြဖို့ပါအကျိုးမရှိဘူးဘာမြင်မြင်ဘာကြုံကြုံလင်းလို့ရှုပ်ပြုခဲ့ကြပါကဲမနက်ခကြီးသွားကြမှာဆိုတော့ပြန်ကြပြီတော့ဟုတ်ကဲ့အဖမှားတဲ့အတိုင်းကျွန်တော်တို့လိုက်နာပြီးသွားပါမယ်ကျွန်တော်နဲ့တပူဇေဒီတော်နဲ့အဖမို့ဦးချကြော့လိုက်ပြီးတောင်ကုန်းပေါ်လေးကဆင်းခဲ့ကြတယ်မြောက်လေကရေခဲရင်နဲ့ပတ်တယ်လို့အေးဆက်လွန်ပါတယ်ပြောင်သေးရွာကလည်းအေးဆက်တိတ်ဆိတ်စွာအိမ်မောကြလို့ပေါ့မနဲ့စောစောထားပြီးကျွန်တော်နဲ့တပူရိုးမာတဲ့ကိုခရီးဆက်ဖို့ပြင်ဆင်ကြတယ်သူများလို့ရိုးမာတော်တဲ့အမဲလိုက်ဖို့တစ်ခုတ်ဝါးကုတ်မိသွေးဖုတ်ဖို့မဟုတ်ဘူးရိုးမာထဲမှာရှိတဲ့တောတွင်းစခန်းတတရွာကလေးတွေစီကိုဈေးရောင်းရင်းစွန်စားခန်းနဲ့တောတွင်းဘ ഹു တုဒရှာမိဖို့တပူမေတော်ချင်းယောက်ကမနက်စာအတွက်ထမင်းကြော်နဲ့စက်သားချောက်ဖို့စီစမ်းငပိထောင်းကိုရေနှွေးချမ်းပူပူနဲ့ပြင်ဆင်ပေးတယ်လန်ခီမှာစားဖို့ကထမင်းနှစ်ထုပ်နှစ်ကားလန်ဆက်ကော်ရည်ဘူးကတပူစက်သားချောက်ချိုးနဲ့ကပိယာကြီးပေးလိုက်တဲ့ရွှင်ကပြောသည့်နှစ်ဖီးပါလာတယ်ကျွန်တော်နဲ့တပူကကြောဖို့အိတ်ကြီးတစ်လုံးကိုကြောမှာပိုးပြီးနှင်းထူထူလမ်းကြမ်းကြမ်းရိုးမတော်ကိုခီးစတင်ခဲ့ကြတယ်တော်တွင်တွေ့ကြုံမရှိဘူးတဲ့ကျွန်တော်2 နာရီလောက်ခီးပေါက်ရင်ပဲအတော်မောဟိုက်နေပြီတပူကတော့မောဟန်မပြဘူးစကားကိုရေဘက်မဝင်ပြောရင်ရှေ့ကလျှောက်တယ်ကျွန်တော်အင်းမလိုက်နိုင်တော့နှင်းကထူးထူးအေးရလဲအေးနေသေးဆိုတော့ကျွန်တော်ကိုမှချွေးတော့စို့နေပြီဟဲ့ကောင်ခဏနားကြရအောင်ငါမောနေပြီဟာမင်းရွာမရောက်သေးဘူးလားတပူကကျွန်တော်ကိုလှမ်းကြည့်ပြီးပြုံးပြပြနဲ့ငါကောင်အခုမှရိုးမခီးအစပဲရှိသေးတယ်မောနေတာလားနားလေဒါဆိုရွာကဒီကနဲ့အနီးဆုံးနောက်3 နာရီလောက်ရှောက်ရင်စလူးမြောင်းဆိုတဲ့ရွာကိုရောက်မယ်အဲ့ဒီရွာဒီရိုးမထဲမှာအကြီးဆုံးပဲအခြားရွာတွေကတော့ဗန်ဘွေးတို့တမင်အိုင်တို့စိတ်ဖူးကျင်းတို့ရွာလေးတွေတရွာနဲ့တရွာအခုလောက်တော့မဝေးဘူးကျွန်တော်စကားမပြန်နိုင်ရောက်တဲ့နေရာကြောဘိုးအိတ်ကိုဘုံနဲ့ပစ်ချပြီးခြေပြက်လက်ပြထိုင်ချလိုက်တယ်ပါလာတဲ့ရေဘူးကို3-4 ခါလောက်တောက်လိုက်တယ်အဲ့တော့မှပဲအမောပြစ်တယ်လို့ဖြစ်သွားတယ်တဖူးကကျွန်တော်လိုမမောဘူးကြောဘိုးအိတ်ကိုအသားရချပြီးကြောဘိုးအိတ်နဲ့တွဲချီလာတဲ့ငပြောတိတစ်လုံးကိုဖြုတ်ယူစားတယ်သူ့အိတ်ထဲမှာအသိပါလာဟန်တူတဲ့ကွန်းတရာကိုထုတ်ပြီးတရွက်ကြီးတရွက်ခူးပြီးခင်းတယ်ငပြောတိနဲ့ကွန်းရအောင်ထည့်ပြီးမြေမှာဒူးထောက်ထိုင်လိုက်ပြီးတောပိုင်တောင်ပိုင်အရှင်ကြီးတင်မြောက်ပါတယ်ကျွန်တော်တို့ဒီရုံးမှာတဲ့ဈေးရောင်းရေးလေးလာဖို့ခီးထွက်ခဲ့ကြတာပါဘေးရန်ရဲ့ကင်းအောင်စောင်းမဆောက်ရှောက်တော်မူပါကျွန်တော်တဖူးလုံနေတာအထူးတဆန်းငေးပြီးကြည့်နေတယ်သူ့ဒေတာသူ့ရက်သူ့ဒလေးဆိုတော့ကိုကနားမလဲဘူးလေလေးစားလိုက်နိုင်ရမယ်ဆိုတဲ့အသိနဲ့ကျွန်တော်လည်းတဖူးပေးမှဒူးထောက်ထိုင်ပြီးရိုသေးပြုတ်လိုက်တယ်ပဝင်းချင်းကထူထဲတဲ့နှင်းတွေပေါင်းသွားပြီးနေအောင်မင်းဝတိုးဝါတာဖြာကျလာပြီလင်းရောင်ကောင်းစွာမြင်ရပြီမို့ရိုးမရဲ့တဘာဝအလောက်တဲတဲကွဲကွဲမြင်ရပြီစိမ့်ဆိုအုံမိုင်းနေတဲ့တစ်ပင်ကြီးတွေဖြောက်ဆင်းပိန်းနေတဲ့ဝါပင်တွေတောကြီးကရက်သက်ရှုံမောဖွယ်ရပါရုပ်ရှင်ထဲမှာသာကြားဘူးတဲ့တောတွင်းငှက်မျိုးစုံရဲ့တွန့်ကျူးတန်တွေကျွန်တော်ရင်မှာလှိုက်တယ်လို့ဖိုးတယ်လို့လွမ်းတယ်လို့ဘလို့ကြီးမှမသိဘူးခံစားမိနေရတော့အမှန်ပဲတဖူးဒါကဘာပင်ကြီးတော့အမြင့်ကြီးကကျွန်တော်ကခေါင်းပေါ်မော့ကြည့်ကမမြင်ဘူးတဲ့အပင်ကြီးကိုစိတ်ဝင်စားမေးလိုက်တော့တဖူးကကျွန်တော်အဘဆိုတဲ့အကြည့်နဲ့ကြည့်တာစာရေးစရာလုံးမဲ့ကောင်မှတ်ထားတစ်သက်လုံးဒါအင်းပင်လို့ခေါ်တယ်တန်ကြီးတန်ကွင်းကိုမီလီမီတာနဲ့ကြက်လုံး3 မှန်5 မှုလုံးမသိတဲ့တဖူးကိုမသိရမလားဆိုပြီးစိတ်တုန်ခဲ့ပေမဲ့ဒီရိုးမတော်ထဲမှာတော့ကိုမသိတဲ့အရာတွေမှအများကြီးတဖူးကတော့ဆရာကြပြီးဝစ်ဆိုတာချက်ချင်းလဲတယ်ဆိုတာသိလိုက်တယ်ကဲသစ္စာမုံမတက်ခင်ဆက်လူမြောင်ရောက်မှပါလာတာလေးတွေရောင်းချင်ရမှာစလူမြောင်မာကအဖေအသိဦးလုံးဆိုတာရှိတယ်သူ့အိမ်မှာဒီညအိပ်ပြီးမင်းလဲကုံညမ်းလေးလာလို့ရအောင်ဒီလောက်ဆိုအမောပြေရောပေါ့အိပ်ပါဆိုအိပ်ပါသာဆိုတယ်ကျွန်တော်နေရာကမလှုပ်ချင်စိတ်လည်းမရှိအောင်ညောင်းညာနေတယ်သွားပါများခရီးရောက်တဲ့ထိုင်နေလို့ကတော့ဒီနေရာမှာပဲမိုးချုပ်သွားလိမ့်မယ်အာတင်းကကုန်းယုံထားလိုက်တယ်ပေးတင်ငယ်ချင်းမင်းကြောဖို့အိတ်ဟာနေပါစေငါတင်နိုင်ပါတယ်ကျွန်တော်အချင်းလေးကိုကြည့်ပြီးတဖူးကကျွန်တော်ကြောဖို့အိတ်ကိုတောင်းနေတာနဲ့ကျွန်တော်မခံချင်ရှက်လဲရှက်တယ်သူတော်ဘာမှမဖြစ်တာကျွန်တော်ကနှွဲ့နေရလားစိတ်ကိုတင်းပြီးအရင်ကထပ်ပို့ပြီးတက်လျှောက်ပြလိုက်တယ်အမေဟုတ်သားလူကတိတ်မမောပန်းတယ်လို့တောင်းလာခက်ခက်ရှောက်နိုင်လားကိုယ့်ကိုသတိထားမိတယ်ရှေ့ဆိုအတက်သိမ့်မရှိတော့ဘူးအစင်းနေရများတယ်သစ္စာကြီးမနေ့ကငါတို့ကြောက်စစ်တောင်ကိုတက်ရတယ်လေဟင်းဒါဆိုအခုငါတို့ကအစင်းပေါ့အေးဘောဟာရိုးမဆိုတာမြေပြန့်လို့ပဲဟုတ်မလဲတောင်တက်တောင်ဆင်းတောင်ထက်ရှိုးသွဲကွာတပူးစကားကြမှာကို့ဘာသာရှက်မိပြန်တယ်ရှောက်ရတာတက်တာတယ်မမောဘူးထင်နေတာလက်ဆက်တက်တော့တောင်ဆင်းခီးတဲ့တောင်ရဲတစ်လျှောက်စကားတပြောနဲ့လာလိုက်တာခရီးတော်ပေါက်လာတယ်လမ်းတစ်လျှောက်လူရဲလို့တယောက်မှတော့မမြင်မိဘူးတနေရာမှာတော့ဝါခုတ်စခန်းဆိုလားတဲစုကလေးမှာလူအချို့တော့မြင်ခဲ့ရတယ်တပူးနဲ့ကဝါခုတ်တဲ့သူတွေကတိဟောင်းကျွမ်းဟောင်းနေဆိုတော့အဲ့ဒီတဲစုမှာတပူးကရေတောင်းတောက်တယ်ကျွန်တော်ကဘဝင်မကြောက်ဘူးကို့မှာရေတွေပါတဲ့ဥစ္စာတောင်းတောက်စီရလားပေါ့
ငါကောင်တော်ခီဆိုတာတောက်ရည်ကတိတ်အရေးကြီးတယ်ချောင်းမြောင်းဆန်းအိုင်မရှိတဲ့နေရာတောက်ရည်ပြန်အခက်ကွာဒီနေရာကစမ်းချောင်းနဲ့နီးလို့ရေကပေါ်တာဒါကြောင့်မလို့မလို့အပ်ပဲကိုယ့်ရေမရုပ်အောင်ချွေတာရတာတနေရာရောက်မှကွက်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 အတန်ကြားလို့ဘာလေးလို့ထိတ်ခနဲဖြစ်မိတယ်တက်ဖူးဘာသာနေလဲကဲဆက်လူမြောင်ကဒီတောင်ကျော်ကြော်ရင်ရောက်ပြီခဏနာတငယ်ချင်းရပါတယ်တက်ဖူးငါရှောက်နိုင်ပါသေးတယ်တက်ဖူးကတိတ်မကြီးတပင်အောက်မှာကျော်ပေါ်အိတ်ကိုဖြီချပြီးထိုင်လိုက်တယ်ကြဝါမဲ့သွားအယိုးကိုရှောင်ရတယ်စာရေးစရာငါတုံးရမင်းရှောက်နိုင်တယ်ဆိုပေမဲ့အစနေခီးရတအားပင်မဲ့ကိုရီကြိုက်ခဲပြီးဖျားနာတတ်တယ်တော်တဲ့တောင်နဲ့ဖျားနိုင်မကောင်းဘူးငှက်ဖျားပါညာဖြစ်တတ်တယ်အော်အေးမင်းပြောမှသတိထားမိတာအမလေးပြစ်တယ်ဟာကျွန်တော်စကားမဆုံးခင်နှစ်ဖူးကိုတက်ကိုင်းစားလာမှန်တာကြောင့်လန့်သွားတယ်ဟာဒီမြောက်ဆုပ်ကောင်လေးဟေးတဖူးကအော်ရဲ့အတန်ပေးပြီး6ထုံမှတက်ပင်ပေါ်ကအရွယ်မျိုးစုံမြောက်တအုပ်ကိုတွေ့လိုက်ရတယ်စောကနှစ်ဖူးကိုတက်ကိုင်း6နဲ့ပေါက်တာဒီတရက်ခံတွေကိုမင်းခုနမေးတာမပြောမိဘူးမြောက်တယ်လေမြောက်တယ်အော်တဲ့အတန်မသိပါဘူးကွာတလန်းလုံးချင်းငတ်တရကာလေးတွေအတန်ပဲနားဝင်ပြီးပြရလာတာကွာကွအတန်ကြတော့တရဲများနေခင်းကြီး6တလားလို့လောက်ပြီးတစ္ဆာမင်းရတော့နေပါအောင်ဒါနဲ့မင်းရတဲ့ဝတ္ထုတရဲเจ้าနေများတော့မင်းကိုယ်တိုင်တရဲဆိုတာမြင်ဘူးလို့လားငါတို့ဒီတက်ရွယ်ဒီခါမှတရဲမမြင်ဘူးကျွန်တော်ကငါပြောသေးတဲ့ကိုဖြုတ်စားကရေကိုမော့တော့လိုက်ပြီးကွန်းရထုတ်တဲ့ကကွန်း100ကိုပါစက်ထဲထည့်လိုက်တယ်မြင်မှုတဲ့ကွာအခုကြီးမှမဟုတ်ဘူးခလေးရွယ်တုန်းကဟုတ်လားလှုပ်ဆမ်းမအောင်တပူးကတောင်းဆိုလာတော့ကျွန်တော်ရှင်ပြူတုန်းကဘုန်းကြီးเจ้าက6တဲ့တစေเจ้าကိုပြောပြဖြစ်တယ်တစေလေးဆိုတော့ဒီဥစ္စာကခလေးတစေလားလို့မေးစီရပဲဟုတ်ပါတယ်ခလေးတစေပါအဲ့တုန်းကကျွန်တော်ကလည်းခလေးပါစစ်တပ်နဲ့တတရှင်မပြုတ်ခင်မောင်ရင်လောင်းဘွားဟိုတုန်းကရှင်မှုကြမယ်ဆိုရင်အခုခေတ်လို့ဆရာဖုန်းကြီးနှုတ်တိုက်ချပေးတာကိုစိုးပြီးသင်ငန်းစီရတာမဟုတ်ဘူး